အမျိုးသားလိန်တန်းအရေးပြဖြတ်တင်လားမဖြတ်တင်ဘူးလားမင်္ဂလာပါခင်ဗျဒီ channel ကိုကြည့်နေတဲ့ညီကိုတွေအားလုံးချမ်းသာကြပါစေဒီနေ့မှာတော့လူအများဆုံးမေးကြတဲ့မျိုးကောင်းတစ်ခုအမျိုးသားလိန်တန်းအရေးပြဖြတ်တင်လားမဖြတ်တင်ဘူးလားဆိုလာကိုတိတိကျကျအရှင်းပြပေးသွားပါမယ်ဒီဗီဒီယိုကကြောက်စရာမဟုတ်ဘူးရှက်စရာလည်းမဟုတ်ပါဘူးကျမ်းမာရေးအသိပညာပေး content ပါအရင်ဆုံးအရေးပြဖြတ်တယ်ဆိုတာဘာလဲဆိုတာပြောပါမယ်လိန်တန်းခေါင်းကိုဖုံးထားတဲ့အရေးပြားကိုဆေးဘက်ဆိုင်ရာနီလန်းနဲ့ဖယ်ရှားပေးတာကို circumcision လို့ခေါ်ပါတယ်။မွေးခင်းစကလေးကဖျက်ထားတဲ့သူရှိသလိုလူကြီးအရွယ်ရောက်ပြီးမှပြဿနာကြောင့်ဖျက်ရောက်သူတွေလည်းရှိပါတယ်။ကောင်းကျိုးတွေကိုအငင်းပြောပါမယ်။ပထမချက်တန်ရှင်းရေးပိုလွယ်လာပါတယ်။အညစ်အကြေးဘက်တီးရီးယားစုနေတာနည်းသွားပါတယ်။ဒုတိယချက်လိန်တန်းရောင်နေတာအရေးပြားမဆွဲနိုင်တဲ့ပြဿနာ phimosis ဒီလိုယောဂတွေဖြစ်နိုင်ခြင်းလျော့နေပါတယ်။တတိယချက်သူတေသနာအား HIV နဲ့အချို့ STI တွေကူးစက်နိုင်ခြင်းအနည်းငယ်လျော့သွားတယ်လို့တွေ့ရပါတယ်။ဒါပေမဲ့အရေးပြားဖြစ်ထားရုံနဲ့ 100% ကာကွယ်နိုင်တာမဟုတ်ပါဘူး။စိတ်ချရတဲ့အကာအကွယ်ကအရေးကြီးဆုံးပါ။အခုစိုးကျိုးတွေကိုလည်းမဖုံးကွယ်ပဲပြောပါမယ်။အရေးပြားဖြစ်ခြင်းဟာအသေးစားခွဲစိတ်မှုဖြစ်ပါတယ်။ဒါကြောင့်နာကျင်မှုသွေးယိုမှုအနာပိုးဝင်မှုထင်နိုင်ပါတယ်။ဆရာဝန်နဲ့စနစ်တကျပြုလုပ်ရင်အန်တီရနည်းပါတယ်။တချို့အမျိုးသားတွေမှာလိန်တန်းထိ6တွေ့သွားတဲ့အတွက်လိန်အာယုံခန်းစားမှုနည်းသလိုခန်းစားရနိုင်ပါတယ်။ဒါပေမဲ့လူတိုင်းမှာမဖြစ်ပါဘူး။အရေးကြီးဆုံးကမလိုအပ်တဲ့သူတွေအတွက်မထစ်မနေလုပ်စရာမဟုတ်ပါဘူး။ဒါဆိုဖြတ်တင်လား။အခုအထီးကမေးခွန်းမှာဘယ်သူတွေဖြတ်တင်လဲ။အရေးကြမဆွဲနိုင်ဘူးမကြခဏရောင်ရမ်းတယ်တန်ရှင်းရေးလုပ်ရခက်တယ်ဆရာဝန်ကလိုအပ်တယ်လို့အကြံပြုတယ်ဒီလိုဆိုရင်ဖြတ်တင်ပါတယ်ဘသူတွေမဖြတ်လဲအစင်ပြေတယ်လေတန်ရှင်းရေးကောင်းကောင်းလုပ်နိုင်တယ်ဖြတ်တနာမရှိဘူးဒီလိုဆိုရင်မဖြစ်မနေမဖြတ်လဲရပါတယ်ညီကုန်းချုပ်ပြောရရင်အရေးပြားဖြတ်တင်လားမဖြတ်တင်ဘူးလားဆိုတာလူတစ်ယောက်ချင်းစီမတူပါဘူးဆရာဝန်နဲ့ကိုယ်တိုင်စစ်ဆေးပြီးဆုံးဖြတ်တာကအကောင်းဆုံးပါဒီဗီဒီယိုကအသုံးဝင်နေဆိုရင် like လုပ်ပေးပါ subscribe လုပ်ထားပါမေးရှင်းတာရှိရင် comment မှာမေးလို့ရပါတယ်ပုံတွေတော့လာမမှန်းပါနဲ့ဗျာ